မိတ်ဆွေပေါင်းကျမ်းမာချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးတုန်းကလက်ဖက်ဆိုင်နစ်စီကကြိုဆိုလိုက်ပါတယ်ဟိုးတုန်းကလက်ဖက်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တုန်းကလက်ဖက်ဆိုင်ထိုင်ရတယ်လို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရအကြောင်းအရာဘောင်းဆောင်ကိုမျှဝေပေးသွားမယ်အစီအစဉ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့မျှဝေတင်ဆက်မယ့်အကြောင်းအရာကရှမ်းပြည်နယ်မိုးနဲမြို့ကစိတ်ဝင်စားစရာကောင်းတဲ့ဒေဝီ12ပါးခုအကြောင်းကို AI creation လေးတွေနဲ့ပေါင်းဆက်ဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်ဗျရှမ်းပြည်တောင်ပိုင်းမိုးနဲမြို့ကနမ်ဆန်ခရိုင်လွယ်လင်မိုင်းပန်သွားလမ်း46မိုင်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်မိုးနဲမြို့ကိုမဝင်ခင်ကားလမ်းရဲ့တစ်ပတ်တစ်ချက်မှာကြာဘူးပုံအုပ်တိုင်တစ်ခုစီစိုက်ထူထားတဲ့နေရာတစ်ခုကိုဖြတ်တန်းကြရပါတယ်အဲကြာဘူးတစ်ခုကိုမိုးနဲမြို့ရဲ့လက္ခဏာတရက်လို့ဆိုကြပါတယ်ခေတ်ဆက်တီထောင်ခဲ့တဲ့မြန်မာနိုင်ငံနေရာဒေသအသီးသီးမှာအခုထိရှိနေသေးတဲ့ရှမ်းမြို့ဟောင်းတွေနဲ့ကရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့မိုးနဲမြို့ဟောင်းကလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။အများယူဆကြတဲ့နှုတ်ပြောရာဇဝင်တွေအရမိုးနဲဒေသကိုဘလူးမအာနာလွှမ်းမိုးကဝင်ရောက်ငွေနှောက်ခဲ့တာကြောင့်မလို့ရှမ်းဘာသာစကားနဲ့ဘလူးမမျိုးလို့အဓိပ္ပာယ်ရတဲ့ Mine Fine လို့ခေါ်ခဲ့ကြရာကနေကာလကြာရှည်လာတဲ့အခါကျတော့ Mine 9အဲဒီကနေမိုးနဲလို့ပြောင်းလဲလာခဲ့ကြတယ်လို့ဖော်ပြကြတယ်လို့မိုးနဲဆိုတာအဖွားမျိုးဒါမှမဟုတ်နှင်းမျိုးလို့အဓိပ္ပာယ်ရှိကြောင်းယူဆချက်တွေကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်မိုးနဲမျိုးကိုရောက်လို့ရှိရင်ကားလမ်းရဲ့အလဲရဘက်မှာတစုတစည်းလေးရှိကြတဲ့ရှေးအောင်ဘုရားတွေကိုတွေ့မြင်ကြပြီးအဲ့ဒီနေရာကိုမိုးနဲမွေတော်စုဘုရားတွေလို့ခေါ်ပါတယ်ဇေဒီ51စုရှိတယ်လို့မှတ်သားရပါတယ်အခုကအဲ့ဒီမိုးနဲမျိုးမှာရှိတဲ့ထင်ရှားတဲ့ဒေဝီ12ပါးခုရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာသိရှိထားသလောက်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်အခုဒီဒေဝီ12ပါးခုဒေဝီ12ပါးခုကိုတက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာဒေဝီ12ပါးခုနဲ့ပတ်သက်တဲ့တမိုင်းကြောင်းဆိုင်ရာမူရင်းပကြီးကားလေးတွေရှိပါတယ်အခုကျွန်တော်တို့ကဒီပုံတွေကိုမှီညမ်းပြီးတော့အပြင်းလက်ပြေဘုဒ္ဓတလည်းရအောင်ပုံလေးတွေပြန်ဖန်တီးပြီးတော့မျှဝေသွားမှာပါဒီပညာလွှဲချက်ကြောင့်အားနည်းမှုတွေတိမ်းဆောက်မှုတွေရှိရင်တော့ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတောင်းပန်အပ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ဇလန်းလေးစီသွားကြရအောင်ဇလန်းအစကတော့စန္နာယဝရီမြို့ဟိုးရှိတုန်းကစန္နာယဝရီလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ပြည်ကဒီလိုမျိုးတောင်တန်းတွေကြားထဲမှာလှလှပပစီစီကားကားတည်ရှိခဲ့ပူပါတယ်အဲ့ဒီဆိုင်စန္နာယဝရီမြို့ကြီးမှာအင်မတန်မှချမ်းသာတဲ့တထေးလင်မယားနှစ်ယောက်လည်းရှိပါတယ်။သူတို့ကအိမ်အောင်သက်အတိုင်းအတာတစ်ခုထိကြာလာခဲ့ပေမဲ့သားသမီးထွန်းကားခြင်းမရှိတာကြောင့်မလို့ညောင်မကြီးတွေမှာရှိတဲ့ရုပ်ကစိုးကိုတိုင်တယ်ပြီးတော့ပူဇော်ပတ်တာပါတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့ဆုတောင်းပြည့်တယ်လို့ပြောရပါမယ်။တပြေးပြေးနဲ့အဲ့ဒီလိုဆုတောင်းပြီးမွေးလိုက်တာဟာတစ်နှစ်ကိုသမီးတဦးကြနဲ့စက်တိုက်မွေးတာစုစုပေါင်းသမီး12ဦးထိမွေးဖွားခဲ့ပါတယ်။အဲ့ဒီကလေး12ဦးအရွယ်ရောက်လာတဲ့အချိန်ကျတော့အနေငယ်စီအရွယ်ရောက်လာတဲ့အချိန်အထိပေါ့လေသူတို့တထေးကြီးလင်မယားဟာအင်မတန်မှကိုပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝနဲ့ဖြတ်တန်းနေကြပါတယ်ကလေးငယ်တွေသူတို့မိဘနှစ်ပါးနဲ့ပြည့်ပြည့်စုံစုံနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ဖြတ်တန်းပြီးကလေးတွေအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာတော့တထေးကြီးရဲ့အမျိုးသမီးဟာမမျှော်လင့်ပဲဆုံးမသွားပါတယ်ဒီလိုဆုံးမသွားတဲ့အခါကျတော့တထေးကြီးကအစာပိုင်းမှာတော့သူ့ဘာသာတယောက်တည်းဒီသမီး12ယောက်နဲ့ပဲဖြတ်တန်းနေရင်းနဲ့နောင်တော့တပင်လဲမှုတပင်ထူးဆိုတဲ့အတိုင်းပဲသူ့ရဲ့အိမ်နောက်ဘက်အစ်စ်ကိုတွေ့ရှိပြီးတော့အဲ့ဒီအိမ်နောက်ဘက်အစ်စ်ကိုအိမ်ကိုခေါ်လာပါတယ်ဒါပေမဲ့အဲ့ဒီမိရွေးကရှိနေတဲ့သမီး12ယောက်ကိုသူကမကြည့်ပြပဲတစ်နေ့ပြီးတစ်နေ့တခြားအမုန်းပွားလာပြီးတော့ဘယ်လိုမှကြည့်မရတဲ့အခြေအနေထိရောက်လာပါတယ်အဲ့လိုရောက်လာတဲ့အခါကျတော့သူကဘာလုပ်လဲဆိုတော့သူ့ရဲ့ယောက်ျားကိုဒီကလေး12ယောက်ကိုစွန့်ပစ်မလားသူ့ကိုကွာရှင်းမလားဆိုပြီးတော့တတိကိုအကြက်ကင်တောင်းဆိုလာပါတယ်တတိလည်းဒီကိစ္စကိုဘာလုပ်ရမှန်းမသိပဲနဲ့ချိန်တိုင်းတာတစ်ခုကြီးစဉ်းစားရင်းနဲ့နောက်ဆုံးမှာတော့သူ့ရဲ့မိန်းမဘက်ကိုလိုက်ပြီးတော့သူမိန်းမအလိုဆန္ဒအတိုင်းသူလုပ်ပေးပါမယ်ဒီကလေးတွေကိုသူစွန့်ပစ်ပါမယ်ဆိုပြီးတော့ဂရီပေးလိုက်ပါတယ်ပေးလိုက်ပြီးတော့နောက်နေ့ရောက်တော့တတိယသမီးတွေကိုခေါ်ပြီးတော့တော်ရင်းတနေရာမှာအင်းတစ်ခုရှိတယ်အဲ့ဒီအင်းကတီတာအင်းလို့ခေါ်တယ်အဲ့တီတာအင်းကိုသွားချိုးလို့ရှိရင်အကုန်လုံးရုပ်ရည်တွေမူလာတဲ့ပို့ပြီးလှလှပပဖြစ်သွားမယ်လို့လိန်ညာပြောဆိုပြီးတော့သူကအဲ့ဒီကလေးတွေအကုန်လုံးကိုတော်ရင်းနဲ့ကိုခေါ်ဆောင်သွားပါတော့တယ်
အဲ့လိုနဲ့ခေါ်ဆောင်သွားရင်လည်းတောတော်နဲ့အထိလက်မမှတ်မိတ်နိုင်လောက်တဲ့နေရာအထိခေါ်ဆောင်သွားတာပါကလေးစနစ်ယောက်ကလည်းသူ့ဖခင်ရဲ့စကားကိုယုံစားပြီးလိုက်သွားပြီးတော့တနေရာရောက်တဲ့ခါကျတော့သူတို့မောပန်းလာကြတယ်ရေးစားလာတယ်ဆိုတော့ခဏအနားယူကြပါတယ်အဲ့လိုအနားယူတဲ့အချိန်လဲကြာလဲကြာတော့သူတို့ရဲ့ဖခင်ကကဲဟုတ်ပြီဒါဆိုရင်ဒီမှာစောင့်နေငါရှည်သွားခတ်ပေးမယ်ဆိုပြီးသူတို့ကိုထားခဲ့ပြီးတော့သူတို့စီကနေထွက်ခွာသွားပါတယ်ဟုတ်ကဲ့ဒီပိုင်းလေးကတော့ဒီမြပဲဖြစ်ပါတယ်ဗျနောက်ပိုင်းတွေမှာဆက်ပြီးတွေ့ပါမယ်ညမှုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ